စာလာကိုကြော်ပြီးဖာနန်ဒက်က PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရနိုင်တယ်လို့ထောက်ခံလိုက်သူဒီယာဒီပရီးမီယာလိဂ်ပြိုင်ပွဲမှာအကောင်းဆုံးစွမ်းဆောင်ပြနေတဲ့လီဗာပူးတောင်ပန်ကစားသမားမိုဟာမက်ဆာလာထက်မန်ချက်စတာယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကတော့ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရနိုင်တယ်လို့အာဆင်နယ်နဲ့မန်စီးတီးကစားသမားဟောင်းကြီးအကာရီစနာကသုံးသပ်သွားခဲ့ပါတယ်။အီဂျစ်လက်ရွေးစင်တောင်ပန်တိုက်စစ်ကစားသမားဆာလာဟာဒီယာဒီမှာလီဗာပူးအသင်းအတွက်အတော်လေးကိုခြေစမ်းပြသလို့နေပြီးပြိုင်ပွဲစုံမှာ32ဂိုးသွင်း22ဂိုးဖန်တီးထားနိုင်တယ်လို့ပရီးမီယာလိဂ်မှာဆိုရင်လည်း29ဂိုးသွင်းယူထားက18ဂိုးအထိတောင်ဖန်တီးထားနိုင်ခဲ့ပါတယ်။ဒါပြင်ဆာလာကဒီယာဒီမှာအသင်းနဲ့အတူပရီးမီယာလိဂ်ဖလားရဖို့လဲအခြေအနေကောင်းနေပါတယ်။ United ကွင်းလက်ကစားသမားဖာနန်ဒက်ကတော့ဒီယာဒီသူ့အသင်းကအခြေအနေဆိုးနေပေမဲ့သူ့တိုင်းကတော့အသင်းအတွက်အကောင်းဆုံးစွမ်းဆောင်ပေးနေလျက်ရှိပြီးပြိုင်ပွဲစုံမှာ16ဂိုးသွင်း15ဂိုးဖန်တီးထားသလိုပရီးမီယာလိဂ်မှာလည်း9ဂိုးသွင်း10ဂိုးဖန်တီးထားပါတယ်။ဖာနန်ဒက်နဲ့ပတ်သက်ပြီးဆက်နာကဘရူနိုဖာနန်ဒက်မှာ PFA ရာသီအကောင်းဆုံးကစားသမားဆုရဖို့အခွင့်အရေးရှိတယ်။သူရန်ကောင်းနေတယ်။ရာတွေသူ့အတွက်မကောင်းခဲ့တဲ့အချိန်မှာဝေဖန်မှုတွေအများကြီးခံခဲ့ရပြီမဲ့အခုသူ့ကိုချီးကျူးစရာတွေပေးရမယ်။သူတကယ်တိုးတက်လာခဲ့တယ်။သူလည်းရောညီတွေဖြစ်ဖို့အချိန်ပိုလိုခဲ့တာဖြစ်နိုင်ပေမဲ့အခုသူ့နေရာကိုရှာတွေ့သွားပြီ။သူကအသင်းကောင်းဆောင်ဖြစ်ရတာအကြောင်းရှိတယ်။သူ့မှာပင်ကိုစရိုက်ကြီးမားပြီးအသင်းကိုမြင့်တင်ပေးနိုင်တယ်။ပေါ်တူဂီမှာသူ့ရဲ့အရေးအသွေးကိုတည်ထားပြီးမန်ချက်စတာယူနိုက်တက်ကိုရောက်တဲ့အခါလူတွေကသူ့စီကတိုးတက်မှုကိုမျှော်လင့်ခဲ့ကြတယ်။အခုသူကအဲ့ဒီမေးခွန်းတွေကိုဖြေနေပြီကျွန်တော်သူ့အတွက်တကယ်ပြောပါတယ်ဒါပေမဲ့အသင်းအတွက်လည်းကောင်းတယ်မန်ချက်စတာယူနိုက်တက်ဟာ PR တွေခံနေရပြီးအခုလိုချိန်မှာကစားသမားတွေတိုးတက်လာဖို့လိုတယ်ယူနိုက်တက်ရဲ့ဂျာစီကိုဝတ်လိုက်တာနဲ့တောက်ပဖို့လူတွေကမျှော်လင့်ကြတယ်ဒါဝတ်ရတာ PR တွေများတဲ့ဂျာစီပါသူကယူနိုက်တက်အတွက်ကစားနေတာတခြားအသင်းမဟုတ်တော့ပရိသတ်တွေကတောင်းဆိုမှုများတယ်သူပေးဆက်ပြီးသူ့ရဲ့အရေးသေးကိုပြသနိုင်တာကိုမြင်ရတာဝမ်းသာတယ်လို့ပြောလာခဲ့ပါတယ်နောက်လာမယ့်ဗီဒီယိုတွေကိုလည်းမပြတ်တမ်းကြည့်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and share နဲ့ subscribe လေးလုပ်သွားပေးဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်